Hello မင်္ဂလာပါကျွန်မအခုပြောချင်တာပါနော်ပထမဆုံးဒီလောက်ကြီးတဲ့စင်ပေါ်မှာတက်ရတာပေါ့နော်ဘဝမှာပထမဆုံးတစ်ခါပေါ့ဒီလောက်အများကြီးလူတွေကြီးနေမယ်လို့လေတစ်ခါမှလည်းပေါ့နော်ငယ်ငယ်တော့စိတ်ကူးမရင်ခဲ့ဘူးပေါ့ကျွန်မဒီစီဝါရုပ်စတွေးတဲ့ခါကျတော့ကျွန်မဘယ်လိုခံစားရလဲဆိုတော့နည်းနည်းညာနေတဲ့စီပွားရေးပေါ့နော်ဒါပေမဲ့ကျွန်မတိတာတခုကတော့ပတ်စံတွက်တဲ့နေရာရောက်တဲ့ခါကျတော့300ပေးမယ်ပေါ့နော်အဲ့300ပေးမဲ့ချိန်ကျတော့ကျွန်မအဲ့300တော့လိုချင်တယ်ဒါပေမဲ့ကျွန်မဒီစီပွားရေးတော့မယုံနေဘူးပေါ့နော်ဘာလို့လဲဆိုတော့အရင်တော့ကျွန်မမိဘတွေလှုပ်တော့ကလည်းဒီစီပွားရေးမှာပေါ့နော်သူတို့လည်းအဲ့လိုမျိုးပေါ့နည်းနည်းလေးဖြစ်ခဲ့တဲ့အကြောင်းအရာလေးရှိရပေါ့နော်အဲ့အကြောင်းအရာကြောင့်မလို့ကျွန်မဒီလိုမျိုးစီးပွားရေးမယုံခဲ့ဘူးဒါပေမဲ့ကျွန်မသိတာတစ်ခုကတော့ဒီကနေပြီးတော့ပတ်စံရနိုင်တယ်ဆိုတော့ကျွန်မသိခဲ့တယ်300မြင်တာပေါ့နော်ကျွန်မအခုဒီစီးပွားရေးကိုစပြီးတော့မိတ်ဆက်တော့ပေါ့နော်ကျွန်မကိုခေါ်လာပေးခဲ့တဲ့ကိုဟန်ကျော်နိုင်ကိုအရင်ကျေးဇူးတင်ပါတယ်လို့ရှိလို့တာပေါ့နော်ကျွန်မဒီစီးပွားရေးကိုတည်ခွင့်ရဒါပေမဲ့သူရှိလို့တယ်ဆိုပေမဲ့လည်းအဲ့ဆယ်မီနာကိုခေါ်သွားတော့ကျွန်မလိုက်ခဲ့ဖို့စိတ်ကူးမရှိပါဘူးဘာလို့မရှိရလဲဆိုတော့ကျွန်မသိတယ်သူအဲ့လိုမျိုးစီးပွားရေးအကြောင်းပြောမယ်ဆိုကျွန်မမယုံခဲ့ဘူးပေါ့နော်တခြားဟာတွေတော့အကုန်လုံးယုံချင်ယုံလိုက်မယ်ဒါပေမဲ့အဲ့ဒါတော့မယုံဘူးပေါ့နော်ဟုတ်ကျွန်မကိုခေါ်သွားတော့လည်းအမျိုးပေါ့နော်ဘယ်လိုခေါ်တော့လဲဆိုတော့ shopping ထွက်ပြီးမှကျွန်မအိတ်ကိုရအောင်ခေါ်တော့ခိုင်းတယ်ကျွန်မ shopping ထွက်ရကြိုက်တယ်လေအဲ့တော့ကိုဟန်ကျွန်တော်အရင်ကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီခမ်းမလေးကိုပေါ့နော်ရောက်နေတဲ့ကျွန်မရဲ့အချစ်ဆုံးမိသားစုတွေလည်းပါတယ်ပေါ့နော်ကျွန်မရဲ့အဖေပေါ့ကျွန်မငယ်ငယ်ကလေးကဘာပဲလုပ်ကျွန်မကိုအမြဲတမ်းအားပေးခဲ့တဲ့ကျမရဲ့အဖေကိုလည်းကျမအရင်ကျေးဇူးတင်ပါတယ်လို့ပြီးတော့ကျမတို့ရဲ့ဆရာကောင်းဖြစ်တဲ့အမြဲတမ်းပေါ့နော်စိတ်ဓာတ်အရင်ကြနေတဲ့အချိန်ပြီးတော့ကိုယ်တိုင်ကြယုံနေမကောက်ဘူးကိုဟန်ကျော်နိုင်မှာကြအောင်လုပ်ခဲ့တဲ့ကျမကိုအဲ့ဒီပေါ့နော်တင်ခဲ့ပေးတဲ့ဆရာကိုကျိုးဆက်ကိုလည်းအရင်ပဲကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီစီဝါရေးမှာအဲ့လိုမျိုးပဲအရန်စိတ်သက်ကြနေတဲ့အချိန်မှာအမြဲတမ်းအရှိကနေပဲဖြစ်ဖြစ်အနောက်ကနေပဲဖြစ်ဖြစ်ကူညီပေးခဲ့တဲ့ Diamond Star ကိုအောင်ကျော်နိုင်ကိုလည်းအရင်ကျေးဇူးတင်ပါတယ်လို့ဟုတ်ကျမအရင်တော့ကျမဝန်ထမ်းပေါ့နော်ကုမ္ပဏီတစ်ခုမှကျမဝန်ထမ်းလုပ်ခဲ့ပါတယ်9 နှစ်အလုပ်လုပ်ခဲ့ပေါ့နော်ဒါပေမဲ့ကျမအိမ်မှာလွတ်လပ်မှုဆိုတာဘာမှန်းလဲကျမမသိခဲ့ဘူးပေါ့ကျမသိတာကတော့ဘယ်ချိန်အလုပ်လုပ်မလဲဘယ်ချိန်အိမ်ပြန်မလဲပေါ့ဘယ်ချိန်စုခံရမလဲဘယ်ချိန်စိတ်ညစ်ရမလဲဆိုတာပဲကျမစောင့်နေခဲ့ရပေါ့ဒါပေမဲ့ကျမသိတာတစ်ခုကတော့ဒီအိမ်စားနေပြီးတော့ပေါ့နော်လွတ်လပ်တယ်ဆိုတော့ကျမသိခဲ့တယ်အဲ့နေရာမှာကျမကိုအရင်စိတ်သက်ကြနေချိန်ကျမလုံးဝမသွားဘူးလို့ဆယ်မီနာလုံးဝမတက်တော့ပါဘူးလို့ပြောတဲ့အချိန်မှာကျမကိုဆယ်မီနာနောက်တစ်ခေါက်အတင်းစုခေါ်သွားတဲ့ကိုဟန်ကျော်နိုင်ပေါ့နော်အဲ့ဆယ်မီနာမှာပေါ့နော်မစ္စတာအာဒန်နဲ့အေမီရဲ့ဗီဒီယိုပြခဲ့ပေါ့နော်ဗီဒီယိုပြပြီးတော့နောက်ကျသူ့လူကိုယ်တိုင်လည်းရောက်လာတယ်အဲ့ချိန်မှာမစ္စအေမီကပေါ့နော်သူကသူ့ရဲ့ကင်တဲ့အိတ်လေးကိုပြခဲ့တယ်သူ့အိတ်ကလည်းတကဘာလုံးမှာပေါ့နော်အလုံးအီတွက်နဲ့ပဲထွက်တာတက်အိတ်တန်တယ်ဆိုလို့ရှိရင်350လောက်တန်တယ်ပေါ့အဲ့အိတ်ကိုသူကင်ခွင့်ရခဲ့တယ်ပေါ့သူအကုန်လုံးဒီအိမ်စားကြောင်းရခဲ့ရပေါ့နော်ကျမ shopping ထွက်ရကြိုက်တယ်လေအဲ့တော့အိတ်ဒီကြိုက်တယ်အဲ့တော့ကျမအိတ်ကနေပြီးတော့အိမ်မက်လေးနည်းနည်းပြန်တွေးခဲ့ငါဒီစီပွားရေးကနေငါလိုချင်တဲ့ဟာတွေအကုန်ရခဲ့မယ်ပေါ့အဲ့တော့Miss Adan နဲ့Mr. Adan နဲ့ Miss Amy လည်းကျေးဇူးတင်ပါတယ်ဟုတ်ကျမဒီစီပွားရေးကနေတီးခဲ့တာတခုပါပေါ့နော်ဘဝမှာဘယ်လောက်ပဲပင်ပန်းခဲ့ဆင်းရဲခဲ့ဒီစီပွားရေးကနေပြီးတော့အကုန်လုံး
ကိုယ့်ရဲ့ဘဝမြင့်တင်နိုင်တယ်ကိုယ့်အထင်သေးတဲ့လူတွေကိုလည်းအကုန်လုံးကိုကကြော်ရနိုင်တယ်လို့ပြောပြချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါအိမ်ငိုက်နေကြလားမသိငိုက်သေးဘူးနော်ကျွန်တော်လည်းတော့ခြံထားအောင်ခဏလေးဆောင်ဘာလို့လဲခုနကကျွန်တော်ပြောပြသွားတဲ့အတိုင်းကျွန်တော်ရဲ့ဒီအောင်မြင်တဲ့လေးဝက်ချက်ကိုကျွန်တော်ပြောပြမယ်ဘယ်သူသိချင်လဲမသိโอ้โอเคဆိုတော့ကျွန်တော်ကလည်းအတူတူပဲလွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကကျွန်တော်နိုင်ငံခြားကနေပြန်လာတယ်ပြန်လာပြီးတော့ခါကြတော့ကျွန်တော်မြန်မာနိုင်ငံမှာကိုပိုင်စီးပွားရေးလုပ်တယ်အဲ့လုပ်တဲ့အချိန်မှာပဲကျွန်တော်မရမကကိုဆိုင်အောင်ကဒီစီးပွားရေးကိုပြောပြတယ်ပေါ့ခေါ်တယ်ဒါမဲ့ကျွန်တော်လည်းသူများနဲ့နီးတူပဲမယုံတာမှရေးဆက်ဆက်မယုံတာနော်ကျွန်တော်သူများရဲ့လိုမျိုးမယုံမှုဆိုပြီးအာနာပါနာနဲ့ထိုင်နားထောင်တာမဟုတ်ကျွန်တော်မယုံဟိုဘာလုပ်တယ်လဲဆိုကျွန်တော်လှုပ်ချင်တာလှုပ်တယ်ကျွန်တော်ဖုန်းဂိမ်းပဲကျွန်တော်ထိုင်ဆော့နေတာကျွန်တော်အမြဲတမ်းပြောနေဖုန်းဂိမ်းဆော့တာဆိုအဲ့ဒါကျွန်တော်ဗျာဘယ်သူမှမဟုတ်ဆိုတော့ကျွန်တော်ပြောပြချင်တာကျွန်တော်ဟိုးရင်ကလေးကကျွန်တော်10တန်းဖြည့်ပြီးလောက်ကကျွန်တော်ဂျပန်ကိုအရန်သွားချင်တာဘာလို့ဆိုအိုက်တော့သူနဲ့မတွေ့သေးဘူးပေါ့နော်ဂျပန်ကောင်မလေးတွေကအရန်ချောတယ်လေဟုတ်တယ်မလားဆိုတော့ကျွန်တော်သွားချင်တာကျွန်တော်စင်ကာပူမှာနေတော့ကစာတင်တော့ကလည်းကျွန်တော်ဂျပန်ကိုသွားဖို့တော့ကျွန်တော်ကိုယ်တိုင်ပေါ့အစီအစဉ်လုပ်သေးတယ်ဘာနဲ့ပတ်စံရှာလဲဆိုကျွန်တော်စပွဲတို့လုပ်ပြီးတော့ကျွန်တော်ပတ်စံရှာကျွန်တော်သူများနိုင်ငံမှာတော့ကျွန်တော်စပွဲတို့လုပ်တယ်စပွဲတို့လုပ်ပြီးတော့ကျွန်တော်ဝင်ငွေရှာဒါမဲ့သွားဖို့နေတာလင်းလက်မှတ်ထောင်ဝယ်ဖို့တိတ်မစုနိုင်ခဲ့ဘူးအဲ့ဒါနဲ့ကျွန်တော်ကိုပိုင်စီးပွားရေးလုပ်လို့ရှိရင်တော့ကျွန်တော်ကိုပိုင်သွားနိုင်မလားပေါ့အဲ့ဒါနဲ့ကျွန်တော်စိုင်ဖွင့်တယ်စိုင်ဖွင့်တော့ခါကျပို့ပြီးတော့ဆိုတာတကွာပါလဲဆိုတော့ကျွန်တော်ဘဲမှမသွားနိုင်တော့မန္တလေးကနေရန်ကုန်တောင်သွားဖို့အနိုင်ရဲ့အဲ့ဒါကျွန်တော်ဒီစီးပွားရေးလာပြောပြတော့ကျွန်တော်ဒီလောက်ကောင်းတဲ့ဥစ္စာကြီးလာပြောပြနေအောင်မှကျွန်တော်မယုံခဲ့ဘူးဒါမဲ့ကျွန်တော်ရဲ့အကိုအောင်ကျော်နိုင်မရမကပြောပြတယ်မရမကသွင်းခဲ့တယ်ပေါ့သွင်းခဲ့တဲ့ခါကျကျွန်တော်တဖြည်းဖြည်းချင်းလေးလာရင်နဲ့ကျွန်တော်သိလာခဲ့တာကျွန်တော်ဘယ်ချိန်မှာဒီစီးပွားရေးကိုဖောင်းဆိုပြီးသဘောပေါက်သွားလဲဆိုတော့လွန်ခဲ့တဲ့3 လကျော်လောက်တော့ကျွန်တော်ယူရီးယားနိုင်ငံရောက်ခဲ့သေးတယ်ရောက်ခဲ့တော့ကျွန်တော်ဘယ်ရောက်ခဲ့လဲဆိုတော့အဲ့ကCM Ocean Wall ဆိုပြီးတော့အဲ့နေရာမှာရောက်ခဲ့အဲ့နေရာပါလဲဆိုတော့ဗာလေကန်ကြီးနဲ့သူကငါးတွေကိုထားငါးတွေဆိုတော့ကျွန်တော်ဒီအကောင်ကြီးတွေငမန်းတို့ပြီးရင်ငလိတ်ကြောက်အကြီးတွေလို့အဲ့လိုမျိုးကောင်ကြီးတွေအဲ့အောက်မှာအကြီးတွေရှိတယ်ဆိုတော့အဲ့ဒီရောက်တော့ကျွန်တော်တွေးလိုက်တာငမန်းကြီးဆိုလို့ရှိရင်တချို့ကောင်တွေဆိုကျွန်တော်တောင်ကြီးသေးတယ်နော်အရွယ်စားသူတို့မှန်နဲ့ထည့်ထားတာခဏစဉ်းစားကြည့်အပြင်မှာအဲ့လိုမျိုးငမန်းနေနဲ့တွေ့မယ်ဆိုဘာဖြစ်သွားမှထင်လည်းမသိဘူးပင်လယ်ထဲမှာအဲ့ဒီငမန်းနဲ့တွေ့ရင်ဘာဖြစ်မှထင်လည်းမသိဘူးသေမှာအယုတခြားအသားချဖြစ်သွားမှာဟုတ်လားမသိဘူးဒါပေမဲ့အဲ့ဒီကောင်ကြီးတွေကကျွန်တော်သူ့ရဲ့ဘေးနားလေးမှာရက်နေအောင်မှာအဲ့ကောင်ကြီးဘာမှမလုံနိုင်ဘူးသူ့ကိုချုပ်ထားတဲ့မှန်ရှိတယ်လေဗျာကျွန်တော်သူတို့ကြည့်နေတာသူတို့အဲ့ဒီကောင်ကြီးတွေသွားနေဒီနားလေးကိုပဲပက်လဲနဲ့ဝေ့ပြီးတော့သွားနေတာရောက်လာခဲ့ရင်လည်းဒီနေရာလေးပဲရောက်လာခဲ့ရင်လည်းဒီနေရာလေးပဲအဲ့ချိန်မှာကျွန်တော်ဘာလို့သွားတတိယမိလဲဆိုတော့ကျွန်တော်ရဲ့လွန်ခဲ့တဲ့တစ်နှစ်ကျော်ကဘဝကိုကျွန်တော်သွားတတိယမိဘာလဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ကျော်ကကျွန်တော်ဘဝကဘာနဲ့တူလဲဆိုတော့မနက်ထလာလို့ရှိရင်ဆိုင်သွားမယ်ဆိုင်ဆောင်မယ်ဈေးရောက်မယ်ဖုန်းပြင်မယ်ညနေအိမ်ပြန်မယ်အိမ်မယ်နောက်နေ့မနက်ဆိုင်ပြန်ဆောင်မယ်အိမ်ပြန်မယ်ဆိုင်ဆောင်မယ်အိမ်ပြန်မယ်အဲ့နေရာလေးမှာပဲတဝဲတလဲသွားနေရကျွန်တော်ပြောချင်တာလူတိုင်းစီမှာအစွမ်းစားရှိတယ်နော်လူတိုင်းကအဲ့ဒီငမန်းနေကြီးပဲဒါမဲ့ငမန်းချင်းတော့မှဘာကွာသွားရလဲဆိုတော့ငမန်းကိုအဲ့ဒီလောင်အိမ်နဲ့ထည့်ထားလိုက်တော့ तू ဘလောက်ပဲအားကြီး तू ဘလောက်ပဲပင်လယ်မှာဘယင်ပဲဖြစ်ခမရောက်အဲ့အချုပ်အနောင်ထဲမှာထည့်ထားလိုက်တော့ခါကျဒီကောင်ဘာမှမလုပ်နိုင်တော့ဒီကောင်ဒီနားလေးမှာပဲတဝဲတလဲနဲ့သွားနေရတာဆိုတော့ကျွန်တော်မေးချင်တယ်မေးခွန်းကျွန်တော်ဘဝဆိုလို့ရှိရင်အခုတနှစ်ကျော်လေးအတွင်းမှာပဲကျွန်တော်တကယ်ဒိတ်ကျဲနိုင်ငံ၄နိုင်ငံလဲကျွန်တော်ရောက်ပြီးသွားပြီနောက်ထပ်သွားစရာနိုင်ငံတွေလည်းအများကြီးပဲပြောချင်တာကျွန်တော်ဘဝအဲ့ဒီကန်ထဲကနေပင်လယ်ထဲကိုရောက်သွားပြီဗျဆိုတော့မိတ်ဆွေတွေပင်လယ်ထဲမှာနေချင်လား
ကန်ထဲမှာပဲနေချင်လားမသိဘူးပင်လယ်ထဲမှာနေချင်တဲ့တော့ကိုလက်ခုပ်တီးပြီးကုန်လိုက်ရအောင်ဗျဘဝအများကြီးပြောင်းလဲသွားတယ်ဗျတချို့ပြောပြရင်ကျွန်တော်ယုံမှာမဟုတ်ကျွန်တော်မယုံတဲ့လူတွေကိုကျွန်တော်ကလက်တွေ့သက်သေပြရတာပဲကြိုက်တယ်ဘာလို့လဲဆိုကျွန်တော်တငယ်ချင်းတယောက်ကျွန်တော်နဲ့အခင်ဆုံးလုံးဝကျွန်တော်တခုခုလိုခဲ့လို့ရှင်သူ့စီကဘာတော့တောင်းရတဲ့တငယ်ချင်းမျိုးကျွန်တော်မှတစ်ယောက်ပဲရှိရကဘာကြီးမှာဆိုတော့အဲ့တယောက်ကိုကျွန်တော်ဒီစီးပွားရေးအကြောင်းသွားပြောပြတော့သူကကျွန်တော်ဟာတာရေလုံးနေမင်းအရလာလိန်တာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကျွန်တော်အဲ့တိုင်းရှောက်ပြောနေအားရတဲ့ကိစ္စမရှိဘူးတငယ်ချင်းမင်းမယုံရင်လည်းမင်းမလုံးတဲ့ကိစ္စမရှိဘူးဒါပေမဲ့ကျွန်တော်ဒီတစ်နှစ်ကျော်တွင် तू ကတော့သူ့ရဲ့ထင်ရနဲ့ပေါ့အမေရိကနိုင်ငံမှာသွားပြီးတော့နေလို့ရှိရင်ပို့ပြီးတော့ကောင်းမှထင်လို့ तू ကအခုအမေရိကနိုင်ငံကိုထွက်သွားခဲ့ဒါပေမဲ့ तू ကကျွန်တော်ကိုတော့အမြဲတမ်းလေ့လာနေတော့မသိရမလားဆိုတော့အခုနောက်ပိုင်း तू ဘာတွေ့ရလဲဆိုတော့ကျွန်တော်ဟိုနိုင်ငံရောက်သွားပြန်ပြီဒီနိုင်ငံရောက်လာပြန်ပြီဟိုနေရာရောက်သွားပြန်ပြီဒီနေရာရောက်သွားပြန်ပြီဆိုတော့ तू ကဟဲ့ကောင်မင်းဟာရတကယ်သွားတာလားတဲ့ငါတကယ်မသွားမနဲ့ငါ Photoshop နဲ့ကပ်ပြီးဖြတ်ထားမှာလားလို့ဟုတ်တယ်မလားအဲ့ဒါတွေ့ရပြီးရင်ကျွန်တော်ပစ္စည်းတွေလည်းဝယ်လိုက်လို့ရှိရင်အများကြီးပဲဟိုဟာဝယ်ဒီဟာဝယ်သူ့စီဝယ်ခိုင်းဟိုဟာစီဝယ်ခိုင်းနဲ့ဟာ तू ကဒီကောင်3နိုင်လာ ਈ လားဘောအရင်တော့ဇပွဲတို့လှုပ်ပြီးတော့ခောက်ဆွဲတက်ထုတ်တောင်မှနှစ်ချမ်းချိုးပြီးစားတဲ့ကောင်ကအခု3နိုင်လာ ਈ လားဘောမင်းဟာကြီးတကယ်ရလားတဲ့မင်းကမကြည့်ကွာငါမဖြေတော့ဘူးလို့အိုင်မေကွန်းလို့အဲ့ဒါလည်းပြောလိုက်အောင် तू ကဟဲ့အောင်အမေရိကမှာလှုပ်လို့ရလားတဲ့ရတယ်လို့ဘယ်လိုလုပ်မှလဲဆိုမပုံနေပေးခဲ့လားဆို तू အခုဝင်သွားပြီဗျဆိုတော့ကျွန်တော်ပြောပြချင်တာကျွန်တော်ပြောချင်တာအများကြီးရှိသေးတယ်ကျွန်တော်ဘယ်လောက်ထိအောင်ပြောင်းလဲသွားလို့ဆိုကျွန်တော်လွန်ခဲ့မမရပြကျွန်တော်12လပိုင်း2014 12လပိုင်းတော့ကျွန်တော်ရုရှားနိုင်ငံမော်စကိုသွားခဲ့တယ်မသွားခင်လဲကျွန်တော်အဲ့ယူဒယားနိုင်ငံမှာ shopping တွေထွက်တယ်ပြန်လာတော့ခါကျလဲကျွန်တော်အကိုရဲ့မင်္ဂလာဆောင်ကတလပိုင်းနဲ့ရှိအောင်မလို့ဟိုလုံးတီလုံးနဲ့အလုံးရှုံတယ်ကျွန်တော်ဒီစီးပွားရေးကိုကျွန်တော်ဘာမှမလုပ်ဖြစ်ဘူးတလလုံးမှာကျွန်တော်မရလောက်ခဲ့မိအချိန်နဲ့နိုင်နဲ့တွက်လိုက်မယ်ဆိုတလလုံးမှာအလုပ်ကို3နာရီလောက်ပဲလုပ်ဖြစ်တာ3နာရီပဲအဲ့ထက်မပိုဒါမဲ့လေသိလားစိတ်ဝင်စားစရာကောင်းတာအဲ့ဒီ3နာရီအတွင်လုပ်တဲ့ကျွန်တော်ရဲ့ဝင်ငွေကအဲ့ဒီ12လပိုင်းမှာ300ကျော်ရှိတယ်ဗျဟုတ်တယ်မလားဆိုတော့ကျွန်တော်အဲ့ဒီရတဲ့လေးဝက်ချက်ကိုပြောပြမယ်သိချင်လားမသိဘူးသိချင်လေโอเคကျွန်တော်မေးလူတိုင်းမေးလိုက်လို့ရှင် diamond star ဖြစ်ချင်တယ်ဘာလို့ diamond star ဖြစ်ချင်တာလဲမသိဘူးဘာလို့လဲဗျโอเคညာဘက်ချမ်းကိုလိုချင်လို့ဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်ဒီမှာတွေ့ရတာကအခက်ခဲတွေတွေ့မှာပဲဗျဆိုတော့ကျွန်တော်ဒီចောင်းဆောင်မွဲဖြေတယ်လို့ပေါ့သူငယ်တန်းဆောင်မွဲရှိတယ်လို့10တန်းဆောင်မွဲရှိတယ်သူငယ်တန်းဆောင်မွဲအောင်ပြီးရဲ့လူနဲ့10တန်းဆောင်မွဲအောင်ပြီးရဲ့လူအစင်ချင်းတူလားမသိဘူးမတူဘူးနော်ဂုံချင်းရောတူလားမသိဘူးမတူဘူးဆိုလိုချင်တဲ့တော့ခမရဆောင်မွဲညင့်အောင်ဖြေနိုင်လေခမရအောင်မြင်မှုဂုံကပို့ပြီးတော့မြင့်လာလေဆိုတော့အင်းစားမှာလည်းအခက်ခဲပေါင်းစုံတွေ့ကိုတွေ့မှာပဲဆိုတော့အခက်ခဲသေးတာရှိတယ်ကြီးတာရှိတယ်ခမရအခက်ခဲတွေတွေ့တိုင်းရှောင်ပြီးတော့ဖြေမဖြေဘူးဆိုလို့ချင်းခမရဆောင်မွဲကြရုံမရှိမှာဆိုတော့တကယ်လို့ဒါခမရအဲ့ဆောင်မွဲကိုဖြေလိုက်အောင်သွားလို့ရှိရင်ခမရတလုံးအေးစင်းနေလို့ရပြီလေဗျာမဟုတ်ဘူးလားโอเคနော်ဆိုတော့အခက်ခဲမြကြီးလေခမရဂုံမြယူပြီးတော့မြတာဖြေလိုက်အဲ့ဒါဆိုရင်ခမရအောင်မြင်ပြီးတော့ကျွန်တော်တို့အခုရနေတဲ့ဘဝမျိုးစင်မမှာမကြခင်တွေ့ရအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဗျဆိုတော့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်